ချင်မဲ့ပြောလိုက်တော့မလားနှလုံးသားတွေကရေးကြည့်တဲ့စစ်ကားလေကိုပြောလိုက်လေရုံရမလားချင်းယူကစစချင်းတွေရောကျမရဲ့ဖြိုဖြေမှုပြီးတော့ပြီဆိုရင်တော့ဒီနေ့ကကြတော့ကွဲကွဲဝက်ပြဲပြဲလန့်နေအောင်ငါးကချင်ချက်ကိုအကောင်လိုက်ချက်စားမှာဖြစ်ပါတယ်ငါးကချင်ချက်နီးကိုတောင်းဆိုနေကြတဲ့သူတွေတော့လည်းတစ်ခါနဲ့တင်ပေးလိုက်ပါတယ်ရှင်ကချင်ချက်မှာအဓိကအရေးကြီးတာဖက်ဖက်ရွက်ဖြစ်ပါတယ်ရှင်ဖက်ဖက်ရွက်ကိုကချင်လိုကြတော့မခေါနမ်လို့ခေါ်ပါတယ်ဗမာလိုကြတော့ဖက်ဖက်ရွက်ပေါ့နော်ခါတိုင်းငါးကချင်ချက်ရင်ကကြတော့ငါးချင်းအတုံးလုပ်ပြီးတော့ချက်တယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်ကြတော့ငါးကိုအကောင်လိုက်တဝက်ချက်မှာဖြစ်ပါတယ်ဒီဟင်းက24နိုင်ပဲစားဘေးချင်းဘေးရာတီပဲဆဆအရန်အောင်မစားလို့ကောင်းတဲ့ဟင်းလေးတစ်မျိုးဖြစ်ပါတယ်ချက်စားချင်တဲ့သူတွေတော့ကတော့ချက်နီးလေးကိုတေချာလေးကြည့်ပေးထားပါအောင်ရှင်ကျမတို့ကအိမ်မှာရှိတာလူလေးယောက်ပဲဆိုတော့တဝက်ပဲချက်ပါမယ်တကောင်လုံးဆိုရင်မကုန်ပါဆိုလို့ပေါ့နော်တဝက်ကိုမနှက်ပြန်ကြော်စားဖို့အတွက်ခြံထားပါမယ်။ဘာဝင်ပစ္စည်းကကြတော့ထထမဟုတ်ပါဘူးဖက်ဖက်ရွက်ရဲတက်သွန်ဖြူရဲငရုတ်တီးရဲကလားနနန်ရဲချင်းရဲဖြစ်ပါတယ်ဒီဟင်းကိုချက်တတ်တဲ့သူတွေတော့ထမဟုတ်ဘူးပေါ့နော်ဒါပေမဲ့မချက်တတ်တဲ့သူတွေတော့အင်မတန်မှအကျိုးရှိပါတယ်ကချင်ချက်စားနီးလောက်ကိုလွယ်တာမရှိဘူးအဲ့ဒါကိုချက်ပေါက်မှလေကချင်ချက်နီးဘလို့ချက်လဲဆိုပြီးခဏလာမေးနေကြကြက်ကချင်ချက်ပဲချက်ငါကချင်ချက်ပဲချက်အမဲကချင်ချက်ပဲချက်ပေါ့နော်ဒီလိုပုံစံပါပဲထေရသေးပါပဲရှင်ဆိုင်ရဲ့ချက်နီးကကြတော့သူများနဲ့မတူရင်မတူမယ်ဒါကတော့လုံးဝတောမှဆိုရင်ဒီလိုပဲချက်စားနေကြရွာရောက်ပဲရောက်ဆိုင်ရဒီပုံစံပဲချက်စားပါတယ်ထောင်းထားတဲ့အစာပလာလေးကိုထည့်ပြီးတော့အယောင်တင်းနန်နုံပြီးတော့အချင်းတစ်ခုပေါ့နော်မဲ့လင်ချင်းမရှိရင်ရှိတဲ့အချင်းကိုအနေထားအတော်လောက်လေးထည့်ပေးလို့ရပါတယ်နောက်ဆုံးမှာစီလေးနည်းကိုပဲထည့်ပေးပါတယ်ကချင်ချက်ကစီများလို့မဖြစ်ပါဘူးအရတာလေးကိုနှံ့အောင်တေချာလေးမွေပေးပါအောင်ရှင်သူရဲ့အပေါက်ရှိတဲ့အပေါက်ကြားမှာအားလုံးထည့်ပေးရတယ်ပေါ့နောက်ဆုံးပင်စင်အရွက်ပဲဖြစ်ဖြစ်အတီးပဲဖြစ်ဖြစ်ထည့်ပေးလို့ရတယ်ပေါ့နော်အဲ့ဒါလေးထည့်ရေးလေးအနည်းငယ်ထည့်ပြီးတော့အုပ်ထားပေးလို့ရပါပြီတကယ်တော့ဖက်နဲ့မအုပ်လည်းကိစ္စမရှိဘူးပေါ့နော်ဒါပေမဲ့အိမ်မှာဖက်အရန်ပေါ်နေတာဆိုတော့လေအဖုံးလေးအုပ်ပြီးတဲပြီးဆိုတာနဲ့ရေလေးပွက်ဆူလာတဲ့ခါကျမှသူကဖွင့်ပေးရမယ်ပေါ့နော်ရေပွက်မဆူခင်အဲ့လိုရှာရှည်ပြီးတော့တောက်ဖွင့်လိုက်မယ်ဆိုရင်နွန်းအနက်နန်တောက်တတ်တယ်ပေါ့နော်ငါ့ကိုလည်းဟိုဖက်နဲ့ဒီဖက်ကြည့်အောင်တစ်ခါနဲ့လန်ပေးလိုက်ပါတယ်ဆိုင်အထင်းငါတံပြပေါင်းထက်ဒီလိုလေးချက်စားတာပို့ပြီးလို့ကောင်းတယ်လို့ထင်ပါတယ်အရက်နဲ့ပဲမီဘီယာနဲ့ပဲမီစပီနဲ့ပဲမီအရန်အောင်မှမိုက်တယ်ပေါ့နော်ဘိုင်းနာဖို့အတွက်လည်းရာခိုင်နှုန်းနဲတယ်ပေါ့နော်ဘာဖြစ်လို့ဆိုအားလုံးကချက်လိုက်တာဖြစ်လို့လေငါရဲ့အသားနူးညံ့မှုဆိုတာရှင်တို့ပဲကြည့်လိုက်တော့လုံးဝကွဲဝပြဲလန်နေအောင်ရန်နူးညံ့စားကြပါအောင်ရှင်တို့အရင်ကြွေးပါတယ်ကျမတကယ်တော့ဒီနေ့ပေါ့နော်အဲ့ဒါလေးအရင်မချက်ခင်ကျမခောက်ဆွဲစားထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဘိုက်ကတော့လုံးဝအရင်ပြိနေပါတယ်ဆိုင်ရချက်ပဲချက်ချင်တာစားနိုင်တဲ့ထဲမှာတော့မပါဘူးပေါ့နော်ကဲချက်ပေါက်ထီငါးကချင်ချက်ကြက်ကချင်ချက်အမဲကချင်ချက်နီးကိုလာမမေးကြပါနဲ့ဆိုင်ချက်ပြတယ်လို့ပဲချက်စားလိုက်ပါရှင်